ဒီနေ့မှာတော့လူငယ်လေးလာရီတယောက်တင်ချာစာမေးပွဲမှာအမှတ်တရမှာ26မှတ်ပဲရခဲ့ပါတယ်။ဆီယာမကသူ့ရဲ့စာမေးပွဲစာရွက်ကိုစပွဲပေါ်ဝန်းကနေစောင့်ချလိုက်ပြီးစာတင်ချိန်မှာအာယုံမဆိုင်ဘူးအိမ်မက်ရောင်မနေနဲ့အတန်းစင်းရင်နှာစီလာခဲ့လို့လူပုံအလဲမှာအော်နောက်လိုက်ပါတော့တယ်။ဒါရီမကသေးပါဘူးအတန်းထဲကလူမိုက်အနိုင်ကျင့်တတ်တဲ့ကောင်လေးကလာရီရဲ့စာမေးပွဲစာရွက်ကိုဆွဲလူပြီးအတန်းထဲမှာလိုက်ပြကမင်းက rocket တွေအကြောင်းပဲစိတ်ဝင်စားနေတာလားဆိုပြီးလူပြက်လုံးလောင်ပြောင်ပါတော့တယ်။လာရီတယောက်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်တဲ့အခါမှာလဲသူ့ရဲ့ဖိုးတန် rocket အယုတ်မော်ဒယ်လေးဟာအမိုက်ပုံးထဲရောက်နေတာကိုတွေးလိုက်ရပြန်ပါတယ်။ဒေါသနဲ့ဝမ်းနည်းမှုတွေပောက်ကွဲပြီးငိုနေတဲ့လာရီကိုသူ့အဖေကပခုံးကိုကင်ပြီးမင်းကတော့စက်တိုက်ကြရှုံးနေတာပဲငါ့ကိုစိတ်ပြက်အောင်မလုပ်စမ်းနဲ့လို့ထပ်ပြီးဖိအားပေးစိတ်တန်ရာပေးခဲ့ပါတယ်။လာရီလည်းအိမ်ကနေစိတ်ဆိုးဒေါသထွက်ပြီးအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။လမ်းမပေါ်မှာစိတ်လွင်ပြီးရှောက်နေတော့ရုတ်တရက်ကားတစ်စီးကဘရိတ်အုပ်တန်ကျဲကြီးနဲ့အတူလာရီကိုတိုက်မိပါတော့တယ်ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်လာရီတယောက်လမ်းမပေါ်လဲကျသွားပြီးသတိမိမျောသွားခဲ့ရပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့ခေါင်းမှာပတိအဖွေးသားနဲ့ဆေးရုံကတင်ပေါ်ရောက်နေခဲ့ပါပြီဘေးမှာသူ့ဖေနဲ့အမေကစိုးရိမ်တကြီးငိုယိုပြီးစောင့်ကြည့်နေကြတာပါဒါပေမဲ့ထူးဆန်းတာကလာရီဟာနူးနူးချင်းမှာပဲကတင်ပေါ်ကနေရုတ်တရက်ထထိုင်ပြီးမနှက်ပြန်တင်ချစာမေးပွဲအတွက်စာကြက်ရမယ်လို့အော်ဟစ်လိုက်တာပါပဲသူ့အဖေလည်းကြောင်အံ့ဩသွားပြီးဘာတွေပြောနေတာလဲလို့မေးတဲ့အချိန်မှာလာရီကကတင်ပေါ်ကနေဘုံကနေထဆင်းပြီးဆေးရုံစင်ကြံလန်းအတိုင်းငါစာကြက်ရမယ်ဆိုပြီးယူသွတ်သူတယောက်လိုအော်ဟစ်ပြေးလွှားပါတော့တယ်ဒါပေမဲ့ဇလန်းရဲ့အလှည့်ပြောင်းကတော့လာရီတယောက်အိမ်ကသူ့ရဲ့စာရေးစပွဲမှာပြန်ထိုင်ပြီးတင်ချလေးချင်ငန်းတွေကိုအသေးအတန်တွက်ချက်နေတဲ့မြင်ကွင်းနဲ့အတူပြီးဆုံးသွားခဲ့ပါတယ်။ဒါဆိုစေးရုံကိစ္စတွေကားတိုက်ခံရတာတွေအားလုံးကလာရီစာချက်ရင်မြင်မဲ့ခဲ့တဲ့အိမ်မက်ဆိုးတစ်ခုလားဒါမှမဟုတ်စာမေးပွဲဖိအားကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တက်စလားဆိုတာကတော့